Mama cô Mày ra bu mập cho nó nghe rồi. Ồ, mày sắp bị nhặt thả đầu là. Ừ. Mama mày ra Mama mày ra bu ai mập cho nghe rồi. Ok. Em bà vô vào. Thu sách số nè. Mà vô. Mama bu ai mập cho nghe. ကျွန်တော်အဖေရောကျွန်တော်အမေရောကျွန်တော်အကိုတောင်းပန်ပါတယ်ခင်ဗျာ မပြောဘူးလို့တိုင်းမပြောမမဘာမပြောဘာမှမပြောတယ်သူကရင်သားနေမမကိုစပင်းညက်ထားတာမလှဘူးမပြောနဲ့တဲ့နော် ဟုတ်တယ် စပင်းရထားတာမရနဲ့ မလှဘူးမပြောနဲ့နော် စပင်းရထားတာမရဘူးမပြောနဲ့နော် ရပြီအဲ့ဒါအမေပြောရမယ့်စကားပျောက်နေဟောလေခွေးစီမှာအမွေးတွေပေါက်နေလို့စိုးရိမ်ရလားဗျာစိုးရိမ်ရတယ်မောင်လေး What तू ကဘာလို့စိုးရိမ်ရတာလဲဆိုလို့ရှင်မောင်လေးရဲ့အမွေးလေးရောက်တော့တဖြည်းဖြည်းနဲ့ရှည်လာပြီးလို့ရှင်မောင်လေးရဲ့အစီလေးကို तू ရစ်ပတ်သွားအဲ့မှာ तू ကအမွေးကကျန်းတယ်ဆိုလို့ရှင်မောင်လေးရဲ့ဦးလေးကဖြက်ဆိုပြက်ထွက်သွားလိုက်တယ်အဲ့ကြလို့ရှင်မောင်လေးဟိုဆုံးရှုံးသွားရမှာပေါ့နော်ဆိုတော့အဲ့လိုမျိုးဆုံးရှုံးမခံချင်ဘူးဆိုခုတွေကတခါလေအမွေးလေးတွေကိုခေါင်းလျှော်လေးနဲ့လျှော်မယ်ပြီးပေါင်းစည်းလေးတွေပေါင်းပေးမယ်အမွေးလေးတွေနှုတ်သွားအောင်ပေါ့နော်ကိုယ့်ရဲ့စပီမွေးကဲတော့မောင်လေးကဂယုတရလေးဂယုစိုက်ပြီးနော်ရေဆိုးတဲ့အချိန်တိုင်းမှာပေါင်းစည်းလေးတွေပေါင်းပေးမယ်ခေါင်းလျှော်လေးနဲ့တေးချလေးစနစ်ကြလေးလျှော်မယ်ဆိုအမွေးလေးကနှုတ်ပြီးတော့ဒါလေးကဟိုဥကိုဒါဂယုဥဒါမထိခိုက်တော့ဘူးပေါ့နော်တကယ်လို့မောင်လေးကအဲ့လိုမျိုးဂယုမဆိုင်ဘူးဆိုရင်တော့ဒါလေးကရှည်လာတဲ့အမြရွတ်ပတ်ပြီးတော့ဥကိုဆွတ်ဖြတ်လိုက်သလိုဖြစ်သွားမှာအမွေးလေးကကျန်းလာလို့ရှိရင်လေနော်အဲ့လိုမျိုးကျန်းလိမ့်များလာပြီဆိုတန်လာပြီဆိုပြတ်ထွက်သွားလိမ့်မယ်အဲ့ချိန်မောင်လေးလက်ဖက်တွေဥရောင်းနေရအောင်ပဲ မားရဲ့တဘာပင်လေးတပင်ဟာရေတောက်ရတဲ့အချိန်မှာတော့စိမ့်လန်းဆူပြင်းနေပါလေမားရဲ့ရေမတောက်ရတဲ့အချိန်မှာတော့မြေကြီးချောင်းလေးတွေကပကြလေးတွေအဲ့နေတယ်လို့မျိုးပဲမောင်လေးရဲ့နှလုံးသားတွေအဲ့လိုပဲပကြချောင်းလေးတွေအဲ့နေတာပါပဲမားရဲ့မသိဖို့ ကွင်ဘိုက်ကန်သားနေအောင် ဘုန်းကြီးเจ้าမှာပြင်ဖြစ်ခဲ့ပြီမြေမရင်မင်းနဲ့ပြင်မဖြစ်ခဲ့ပါဘူး ဟာ မိကလေးတွေဘာလို့နှကန်းနှစုံပါလဲလဲ What ဘာဖြစ်လို့လဲသူကသူပါနေတယ်ဟောပါ မဟုတ်ဘာလို့နှကန်းနှစုံပါလဲဆိုတော့အပေါ်နှကန်းကျတော့စကားများဖို့အငင်းပွားဖို့ပေါ့နော်အနိုင်ယူမယ်အငင်းပွားမယ်စကားများမယ်အောင်နှကန်းကျတော့တောင်းမှန်ဖို့အောင်နှကန်းကျတော့တောင်းမှန်ဖို့အတွက်နှကန်းတစ်စုံ တောင်းမှဘူးလေဘာမှမဆိုင် ဘာလို့မှမဆိုင်မအောင်နှကန်းတစ်စုံကျတောင်းမှန်ဖို့ ဘာမှမဆိုင် I'm sorry တော့ပါအောင်နှကန်းကဘယ်လိုလဲတောင်းမှန်ဖို့ ဘာမှမတောင်းမှဘူး